အားလုံးပဲမင်္ဂလာပါဗျာနော်ဒါကတော့ကျွန်တော်တို့တနင်္လာနေ့အဖွင့်နေ့မနေ့အတွက်ဖြစ်ပါတယ်ဗျာနော်ကျွန်တော်ဒီနေ့ကတော့နည်းနည်းစောစောလေးပဲတင်ပေးလိုက်ပါတယ်ကျွန်တော်တို့ဒါတောက်ကြနေမှာစဉ်းစားတာက9-3ညာနဲ့2-8စဉ်းစားတဲ့အတွက်ကျွန်တော်တို့အလဲမှာ3ညာ2ဟို3ညာ2ပဲဖြစ်ဖြစ်2-3ညာပဲဖြစ်ဖြစ်အဲ့လိုမျိုး3ညာနဲ့ကတ်တဲ့အချိန်တွေမှာဆိုလို့ရှိရင်တော့နောက်ရက်မှာဒါ3ညာ5ချိန်ကဒါဆင့်တက်ပါတယ်အဲ့ဒါကြောင့်ကျွန်တော်တို့ကဒါ4938ကမတိမပေါက်ကြီးတနင်္လာနေ့မှာဖော်မြူလာရမတိမပေါက်ကြီးဖြစ်တဲ့အတွက်ကျွန်တော်ကတော့ဒါဖော်မြူလာနဲ့ပဲအခုဒီမနက်ပိုင်းမှာရွေးထားပေးခြင်းဖြစ်ပါတယ်ဗျာနော်မိတ်ဆွေများအနေနဲ့တော့နည်းနည်းလေးထိန်းစော့ပါကျွန်တော်ကတော့ညီကိုပို့ကြိုက်တော့ဒါ45နဲ့93ညာနှစ်ကွက်ကိုတော့တင်ကွက်ထဲမှာထည့်ထားပေးပါတယ်ဒီတစ်ပတ်ကတော့ကျွန်တော်ကတော့ဒါမန်မာဝင်နေတဲ့သူတွေဝင်လို့ရပါသေးတယ်ကျွန်တော်ဒီကတော့ပတ်တီနေတိုင်းမွေးကွက်တွေကတော့ပုံမှန်အဖြစ်တော့ဆင်းပါတယ်ကျွန်တော်ကဒါပတ်တီကပွင့်လင်းပြောချင်းနှလုံးရှိတယ်မွေးကွက်က6ကွက်ရှိတာပေါ့ဗျာဒါပုံမှန်တိုင်းဆိုလို့ရှိရင်တော့ဒီတစ်ပတ်ကတော့ဒါပတ်တီကတော့ဒါကျွန်တော်ဒီကကျွန်တော်ယူတဲ့ပတ်တီတော့မဟုတ်ဘူးကျွန်တော်ကတော့ဒီပတ်တီတွေကဒါအင်္ဂါနေ့ညနေလောက်ဆိုလို့ရှိရင်တော့ပုံမှန်အဖြစ်ဆင်းတယ်ကျွန်တော်တို့ဒီပတ်တီနှလုံးတွေကတေချာတခုကတော့အကြံပြုရွေးကွက်များဆိုတဲ့9ကွက်ကိုကစားလိုက်လို့ရှိရင်တော့ရပါပြီကျွန်တော်ဖြစ်ချင်တာကကျွန်တော်ကတပတ်လုံးစာမှာမန်မာကြီး3000လေးပဲယူလာတာမိတ်ဆွေများအနေနဲ့ဥမာကိုကတူတီကစားတဲ့သူဖြစ်တဲ့အတွက်ကျွန်တော်ကိုလည်းကူညီချင်လို့ရှိရင်တော့ကျွန်တော်ဘာလေးတွေတင်လဲဆိုတာကိုမန်မာဝင်ပြီးတော့လာကြည့်ပေးပါပြီးသွားလို့ရှိရင်ကိုကြိုက်တဲ့ဟာလေးတွေနဲ့ဥမာကျွန်တော်ကဒီနေ့ကျွန်တော်ဝိုင်းငိမ့်နေဆိုလို့ရှိရင်တော့ဒါအရင်တစ်ပတ်ကတော်တော်များများမလွဲခဲ့ဘူးဥမာကျွန်တော်က3-5ချိန်ကောင်းနေဆိုကိုဘတ်တီကြိုက်တယ်ဆိုလို့ရှိရင်တော့ဒါကျွန်တော်တို့ဒါ90-95ဒီလိုမျိုးလေးကစားနိုင်လို့ရှိရင်တော့ပိုအဆင်ပြေပါတယ်ကျွန်တော်ဒီကတော့ဒါပတ်တီနဲ့မွေးကွက်တွေကအင်္ဂါနေ့ညနေလောက်ဆိုနောက်ဆုံးဆင်းလာဖြစ်တဲ့အတွက်ဒါပတ်တီနဲ့မွေးကွက်တကယ်လိုက်ထိုးနိုင်တယ်မိတ်ဆွေများ0939593656ရဲ့ Viber Telegram မှာလာဟိုင်းပေးပါဗျာနော်အားလုံးပဲအဆင်ပြေကြပါစေအားလုံးကိုကျေးဇူးတင်ပါတယ်ဗျ